လမြန်မျိုးကားတွေအတွက်ကြိုက်တယ်ယူတချောင်းထောင်ကိုမှကိုကြိုက်တယ်လို့မျိုးယူရီးယားတုတ်လားမာလာတုတ်လားတုတ်ခါလို့ရတဲ့အပြင်ကိုမှအိုင်စီခောက်ဆွဲတုတ်လဲရတယ်ရဲစားကောင်းတဲ့ happy ဆိုတဲ့ပွဲစည်းတန်းကဘီရဲဆိုင်လေးစီကိုတရားခေါ်သွားပေးပါမယ်နော်သူ့ဆိုင်မှာကတော့ပဇွန်ကလွင်ကြိုက်တယ်ယူတချောင်းတစ်ထောင်ပေါ့နော်ပဇွန်ကတော့တချောင်း1500ပါဒီကိုလေတော်တော်များစားကောင်းတယ်လို့ပြောနေကြတော့လေဝယ်စားချင်တာတော့ကြာပြီးအခုမှပထမဆုံးဝယ်စားဖြစ်တာပါသူ့ဆိုင်လေးရတဲ့အရန်တန့်ရှင်းတဲ့တက်ရက်တဲ့စေတနာပါတယ်လို့လည်းခံစားရပါတယ်ရှင်လူချင်းတွေအပြင်ကိုမှကြောက်ပွင့်တို့ကြက်မဲတို့အမှုတို့လည်းရပါသေးရဲ့ရှင်ဒီကတော့ယူရီးယားတုတ်လေးကိုအရင်မှာကြည့်လိုက်ပါတယ်အရသာဘလို့နေလဲဆိုတာနောက်ဆုံးမှတရားတိချပြပြပေးမယ်နော်အားလုံးတိချပြပြီးပြီဆိုတာနဲ့ယူရီးယားတုတ်လေးကိုလုပ်ငန်းစပါတော့မယ်ရှင်ချက်ချောက်ကြတဲ့သူဆိုတော့လေးပင်နေရောက်ချက်ချောက်ကပါလိုက်ရအောင်နော်သူကဆက်လက်ရွက်တို့ကော်ပီတို့ကြက်သွန်ခရမ်းကျင်တီတို့နဲ့အစုံပြန်တုတ်ပေးပါတယ်ရှင်ဆိုမှာတော့အချီလေးနဲ့တိချပြန်တုတ်ပေးတယ်ပေါ့နော်ဒီတဲ့အချိန်မှာလေးတရုတ်နဲ့အနံ့လေးကတကယ်ကိုမွေးတယ်ပေါ့နော်အခုချက်ချင်းစားချင်လာသူမျိုးတော့ပြန်ဖြစ်တယ်ပေါ့ဆိုမှာတော့ဒီမှာတဲ့ယူရီးယားတုတ်လေးကတော့ရပါပြီရှင်ဘယ်လောက်ကြလဲဆိုတော့8500ကျပါတယ်ရှင်ဒီမှာကကြတော့အမှုတွေရောကြာစံတွေရောအစုံပေါ့နော်ဒီနာမည်ကတော့ happy ဆိုတဲ့နာမည်လေးပဲဖြစ်ပါတယ်ရှင်သူဆိုင်ကဗမာဖွင့်လာလဲဆိုတော့အတီတကြားတော့မရှိဘူးသူကပွဲစည်းတန်းနေမှာလိုက်ရောင်းတာမျိုးပေါ့နော်ကဲဒါဆိုရင်တော့အရန်ကိုပြောပြချင်တဲ့အရသာအကြောင်းပြောပြမယ်သူဆိုင်ကအရသာလေးကအရန်စားကောင်းတယ်ပေါ့နော်အရင်ကထိုင်းတဲ့ဇမနေတော့စားခဲ့ပူရဲ့ကြာစံတောင်းပေါ့နော်ရှမ်းနေထောင်းနဲ့ကြာစံတောင်းရဲ့အရသာအတိုင်းတကယ်ကိုရတယ်အရန်ကိုစားကောင်းတယ်ပေါ့နော်အခုမှပြန်စားရတော့ဒီပြန်ပြီးတော့တတိယတာပြန်ဖြစ်တယ်ဒါဆိုရင်တော့ဗီဒီယိုလေးကိုတတိယကိုကြည့်လာပေးတဲ့အတွက်အားလုံးကိုကြည့်တင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်လည်ဆိုကြမယ်နော်အားလုံးပဲဒါပါ